အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဆိုင်မှာပစ္စည်းတွေကျွန်တော်တို့ထပ်ပြေထားပါတယ်ကျွန်တော်အရင်ရက်ကကျွန်တော်တို့ဒီ online ပေါ်ကနေမှာတဲ့အမှားလေးတွေကိုစာလေးတွေပြန်လာနောက်ကျတယ်ကြားတယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုတောင်းပန်ပါတယ်ကြာနော်ကျွန်တော်တို့အရင်ရက်ကလူအရန်ကြားတဲ့ခါကျတော့ online ကိုကျွန်တော်တို့သိပြီး queue မဆိုင်နိုင်လို့ဖြစ်ပါတယ်ကျွန်တော်ဒီမှာဒါဆိုရင်ပန်ပန်တွေထည့်ရောက်ထားပြီး digital print လေးတွေထည့်ရောက်ထားမယ်ကျွန်တော်ရှိမှာဒီမှာone set တွေပေါ့နော် ready made one set တွေဒီမှာ3 in 1 one set တွေရှိမယ်စပန်သားတွေရှိမယ်ဒီအနောက်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအခုမှထည့်ရောက်ထားရတာ digital print တွေပေါ့နော်မိုက်ဒီရှို့လားနားလေးကိုတိုးပြကြပြီလားဒါ digital print တွေဒါအခုမှအစင်သစ်တွေအောက်မှာဆိုရင်ခြိပေါင်းသားတွေကျွန်တော်ဒါတွေကစက်ရုံဓာတ်ရိုက်ဖြစ်တဲ့အတွက်ကိုလုံးဝဈေးလွတ်ပါတယ်နော်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ဒါပန်ပန်ချိတ်တွေပေါ့နော်ပန်ပန်ချိတ်တွေရှိမယ်ဒါတွေကလုံးဝဂိုင်းဆွဲမိတဲ့သူတွေအတွက်ဒီပန်ပန်ချိန်တိုင်းကတော့ဒါဂိုင်းဆွဲချိတ်လိုက်နေပါနော်ဒီအောက်ဆိုလို့ရှိရင်ဒါမိအိတ်တမှုဒါထမိန်တကွင်းတဲ့တွေပေါ့နော်အသားကလုံးဝအိဆက်ညံ့ညောကဲကျွန်တော်တို့ဒီအရင်ရက်တွေက online ပေါ်ကမှာတဲ့ကျွန်တော်တို့ရဲ့သမင်းရှင်ဟင်းရှင်များကိုဂယူးမဆိုင်နိုင်သလိုဖြစ်သွားရင်အားလုံးကိုတောင်းပန်ပါတယ်လို့နော်အားလုံးကျေးဇူးပါ